Welcome to A Dose of Ngay. Hello ဒီနေ့တော့ဒီငယ်ကကြက်သွေးအဆက်ကြော်စားမှာဖြစ်ပါတယ်ကြက်သွေးကိုအရင်ဆုံးစားထည့်ပြီးတော့တရေကြက်အောင်ပေါ့နော်ပြုတ်လိုက်ပါတယ်ပါဝင်ပစ္စည်းနဲတာကြောင့်မလို့လေတစ်ခုချင်းစီတော့မရိုက်ပြတော့ပါဘူးစီတဲပါတယ်စီဆူလာပြီဆိုရင်ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုကြိတ်ထားတာထည့်ပါတယ်စီတက်ပေးပါတယ်ပြီးလို့ရှိရင်အရသာထည့်ပါတယ်ကိုကြိုက်တာထည့်ပါဒီငယ်ကတော့ကြက်သားမှုန့်နည်းနည်းပဲထည့်ထားပါတယ်ရုပ်သီးစိမ်းကြက်သွန်ဖြူတွေမှုေးလာပြီးတော့ဟတ်ချိုးချီပြီးဆိုလို့ရှိရင်တော့ရပါပြီပြုတ်ထားတဲ့ကြက်သွေးကိုထည့်ပါမယ်ကြက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အကြာကြီးကြော်စရာမလိုတော့ပါဘူးเนาะပြီးသွားတော့ပင်စိမ်းလေးအုပ်လိုက်ပါတယ်ကိုကြိုက်တာအုပ်လို့ရတယ်เนาะနန်းနန်းပင်ပဲဖြစ်ဖြစ်ရှမ်းနန်းနန်းပဲဖြစ်ဖြစ်ကြိုက်တာသုံးပါအဲ့ဆိုလို့ရှိရင်တော့ကြက်သွေးအဆက်ကြော်လေးရပါပြီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like and subscribe လုပ်သွားပေးပါအောင်ရှင်ဖထား